အခုလက်ရှိမြင်တွေ့နေရတော့အင်းစိန်မြို့နယ်စော်ဝိုင်းကုန်းရပ်ကွက်လမ်းသစ်လမ်းမှာဖြစ်ပွားနေတဲ့မိလောင်မှုမြင်တွေ့နေရတဲ့မြင်ကွင်းပဲဖြစ်ပါတယ်ခင်ဗျာအခုလက်ရှိချိန်မှာတော့ကျွန်တော်တို့ level 1 ရေအုပ်စုများနဲ့ဌာနချုပ်မှရေအုပ်စုများမိလောင်မြင်ကိုရောက်ရှိနေကြလျက်ရှိပါတယ်ခင်ဗျာအဲ့ကွဲကပြန်တော့လေအားကြောင့်လမ်းလက်ရှိမြင်တွေ့နေရတော့ကျွန်တော်တို့အင်းစိန်မြို့နယ်စော်ဝိုင်းကုန်းရပ်ကွက်လမ်းသစ်လမ်းမှာဖြစ်ပွားတဲ့မိလောင်မှုမြင်တွေ့နေရတဲ့လူတွေဖြစ်ပြီးတော့လက်ရှိချိန်မှာတော့ကျွန်တော်တို့ level 1 ရေအုပ်စုနဲ့ဌာနချုပ်ရုံးစုများမိလောင်မြင်ကိုရောက်ရှိနေကြလျက်ရှိပါတယ်ခင်ဗျာလက်ရှိချိန်မှာတော့ကျွန်တော်တို့မီးကိုထိန်းနိုင်နေပြီပဲဖြစ်ပါတယ်ရပ်ကွက်လမ်းသစ်လမ်းမှာဖြစ်ပွားတဲ့မိလောင်မှုမြင်တွေ့နေရတာဖြစ်ပြီးတော့လက်ရှိချိန်မှာတော့ကျွန်တော်လည်းရုံးစုများဌာနချုပ်ရုံးစုများနဲ့ကျင်းပထည့်ပြီးတော့လက်ရှိချိန်မှာတော့ဒီကိုထိန်းနိုင်သွားပြီပဲဖြစ်ပါတယ်ကျွန်တော်မိချင်းများကိုဆက်လက်ပြီးတော့ကျင်းပနေတာကိုလည်းမြင်တွေ့ရတာပဲဖြစ်ပါတယ်ခင်ဗျာ